Hello အားလုံးတာလီစောပါမင်္ဂလာပါဒီနေ့ကတော့ကမ္ဘာရွှေစည်းနဲ့မြန်မာရွှေစည်းကတော့ British New ဖြစ်နေပါတယ်မြန်မာရွှေစည်းကတော့တင်း100ကျော်တန်းကနေပြီးတော့တင်း90ကျော်တန်းချီကိုပြန်လေပြီးတော့ထိုးကျနေတာဖြစ်ပါတယ်ဒီနေ့ကမ္ဘာရွှေစည်းနဲ့မြန်မာရွှေစည်းအကြောင်းအရာတွေကိုကျွန်တော်ပြသပေးသွားမှာဖြစ်ပါတယ်ဒီနေ့ကမ္ဘာရွှေစည်းနှုန်းအနေနဲ့ကတော့ရွှေတောင်ဆောက်ကို American US dollar 4384.19 ဒေါ်လာဖြစ်ပြီးတော့ကမ္ဘာရွှေစည်းနှုန်းအနေနဲ့ကတော့ရွှေတောင်ဆောက်မှာ American US dollar 119.19 ဒေါ်လာထိဈေးကျသွားတာဖြစ်ပါတယ်ဒီကနေ့မြန်မာရွှေစည်းစနစ်ဟောင်းမြန်မာပေါက်စင်းအနေနဲ့ကတော့16ပိတ်ရွှေကျက်တောက်ကိုဆိုင်ကဝယ်တဲ့ဈေးကတော့မြန်မာကျပ်ငွေ68,800ကျပ်ဖြစ်ပြီးတော့ဆိုင်ကပြင်အောင်ဈေးကတော့16ပိတ်ရွှေကျက်တောက်ကိုမြန်မာကျပ်ငွေ69,800ကျပ်ဖြစ်ပါတယ်။ဆိုင်ကပိတ်ရွှေကျက်တောက်ကိုဆိုင်ကဝယ်တဲ့ဈေးကတော့မြန်မာကျပ်ငွေ92,900ကျပ်ဖြစ်ပြီးတော့ဆိုင်ကပြင်အောင်တဲ့ဈေးကတော့ဆိုင်ကပိတ်ရွှေကျက်တောက်ကိုမြန်မာကျပ်ငွေ93,900ကျပ်ဖြစ်ပါတယ်။ဒီကနေ့ YGE ရဲ့ရင်းနှီးဈေးကတော့16ပိတ်ရွှေကျက်တောက်ကိုမြန်မာကျပ်ငွေ390တိတိဖြစ်ပါတယ်။ဒီနေ့မြန်မာရွှေစည်းစနစ်ပြင်ပပေါက်စင်းနေနဲ့ကတော့16ပိတ်ရွှေကျက်တောက်ကိုဆိုင်ကဝယ်တဲ့ဈေးကတော့မြန်မာကျပ်ငွေ69,000ကျပ်ဖြစ်ပြီးတော့16ပိတ်ရွှေကျက်တောက်ကိုဆိုင်ကပြင်အောင်တဲ့ဈေးကတော့မြန်မာကျပ်ငွေ68,000ကျပ်ဖြစ်ပါတယ်။15ပိတ်ရွှေကျက်တောက်ကိုဆိုင်ကဝယ်တဲ့ဈေးကတော့မြန်မာကျပ်ငွေ63,000ကျပ်ဖြစ်ပြီးတော့ဆိုင်ကပြင်အောင်တဲ့ဈေးကတော့15ပိတ်ရွှေကျက်တောက်ကိုမြန်မာကျပ်ငွေ62,000ကျပ်ဖြစ်ပါတယ်။ဒီကနေ့မြန်မာရွှေစည်းနှုန်းအနေနဲ့ကတော့16ပိတ်ရွှေကျက်တောက်မှာမြန်မာကျပ်ငွေ2,900တိတိဈေးကျသွားပြီးတော့15ပိတ်ရွှေကျက်တောက်မှာလည်းမြန်မာကျပ်ငွေ2,600တိတိပြန်နေဈေးကျသွားတာဖြစ်ပါတယ်